အန္တရာယ်ကာကွယ်ခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံအရေးအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချစ်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန့်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျင့်ခံများစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏိကတတတဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါလည်းဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအန္တရာယ်ကိုကာကွယ်ခြင်းအန္တရာယ်ဆိုတာကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်နေတဲ့အတွင်းထဲမှာဝင်ရောက်နှောက်ယှက်ပြီးတော့ဆင်းရဲဒုက္ခကိုပေးတတ်တဲ့အကြောင်းတရားမျိုးကိုအန္တရာယ်လို့ခေါ်လူလောကလူဘဝရောက်လာတဲ့အခါမှာအန္တရာယ်ဆိုတာရှိတယ်ပေါ့ပါဠိစကားအန္တရာယဈာဖြတ်ဝင်လာတဲ့မမျော်လင့်တဲ့မလိုလားအပ်တဲ့အဖြစ်အစည်းလို့ဒီလိုအဓိပ္ပာယ်ရဈာဖြတ်ဝင်လာတဲ့အဖြစ်အစည်းကျုံနေလို့ရှိရင်အန္တရာယ်ကျုံတယ်လို့လောကလူတွေကပြောကြတယ်အဲ့ဒီအန္တရာယ်ကိုဘယ်လိုကာကွယ်မလဲဆိုတဲ့ကာကွယ်တဲ့နည်းစနစ်တွေကိုမြတ်စွာဘုရားကဟောကြားထားတယ်ဘုရားဘာသာဝင်သူတော်စင်ပေါင်းတို့ဟာငယ်စဉ်တောင်ချိတ်ကလေးဘဝကစပြီးတော့ပရိတ်ကြီး73ဆိုတာလေ့လာပြီးတော့ချက်မှတ်ကြအန္တရာယ်ကာကွယ်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့ဟောထားတယ်သုတ်တန်တွေကိုစုပေါင်းပြီးတော့ပရိတ်ကြီး73ဆိုပြီးတော့မြန်မာနိုင်ငံမှာသင်ရိုးပြုကြတယ်ပရိတ်ဆိုတဲ့စကားလုံးကပရိတ္တဆိုတဲ့ပါဠိကလာတဲ့စကားဖြစ်တယ်အဓိပ္ပာယ်ကတော့ကာကွယ်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရဘာကိုကာကွယ်တာတုံးဆိုတော့အန္တရာယ်ကိုကာကွယ်တယ်လောကလူတွေဟာနေ့စဉ်နဲ့အမျှလောက်ကင်ဆောင်ရွက်နေကြတဲ့အခါမှာဈာဖြတ်ပြီးတော့နှောင့်ယှက်ဝင်ရောက်လာတဲ့အန္တရာယ်တွေကို
မကာကွယ်နိုင်ဘူးဆိုလို့ရှိရင်လူတွေဟာဘဝအောင်မြင်မှုဆိုတာကိုကြိုးပမ်းအားထုတ်နိုင်ကြမှာမဟုတ်ဘူးဒါကြောင့်မို့အန္တရာယ်ကင်းအောင်ကြိုးစားကြရတယ်အန္တရာယ်ဆိုတာမြင်ရတဲ့အန္တရာယ်ရှိတယ်လို့မမြင်ရတဲ့အန္တရာယ်လည်းရှိတယ်မြင်ရတဲ့အန္တရာယ်ကြတော့ကြည့်ပြီးရှောင်လို့ရတယ်မမြင်ရတဲ့အန္တရာယ်ကြတော့မိမိမမြင်နိုင်သည့်အတွက်ကြောင့်အန္တရာယ်ကျုံလာတဲ့အခါမှာရုပ်တရက်ဆုံတွေ့ရတာဖြစ်သောကြောင့်မရှောင်လွှဲနိုင်ကြဘူးတဲ့အန္တရာယ်နဲ့ကြုံကြရတယ်အဲ့ဒါတွေကိုကာကွယ်တဲ့နည်းစနစ်တွေမြတ်စွာဘုရားကဟောထားတယ်ဒီကနေ့ဗုဒ္ဓမြတ်စွာဟောထားတဲ့ပရိတရားတော်တွေထဲမှာအလုံးကြားဘူးပြီးသားဖြစ်တဲ့ခန္ဓာပရိဒခန္ဓာတုတ်ဆိုတာရှိတယ်လေယာကိုင်းကျွန်းလုပ်ငန်းတွေနဲ့အသက်မွေးနေကြတဲ့တောင်သူလယ်သမားဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာမွေစိုးတွေရဲ့အန္တရာယ်ကိုမကြာခဏကြုံရလို့မြန်မာနိုင်ငံအနှံ့အပြားမှာနှစ်စဉ်နဲ့အမျှမွေကိုက်လို့သေဆုံးကြရတဲ့အသက်ဆုံးပါကြရတဲ့ပုဂ္ဂိုလ်တွေနဲတာမဟုတ်ဘူးအဲ့ဒါလို့မွေအန္တရာယ်နဲ့ကြုံပြီးတော့အသက်ဆုံးကြရတာမျိုးတွေမဖြစ်အောင်ဘုရားမြတ်စွာရဲ့တရားဓမ္မတွေမှာကာကွယ်တဲ့နည်းစနစ်တွေမရှိဘူးလားလို့ဆိုရှိတယ်အဲ့ဒါပရိကြီး17တုတ်ထဲမှာပါတဲ့ခန္ဓာတုတ်ဆိုတာဒီကနေ့မှတ်သားနာယူပြီးတဲ့အခါမှာမွေစိုးတွေရဲ့အန္တရာယ်အခြားအစိတ်တောက်ရှိတဲ့တ attva တွေရဲ့အန္တရာယ်ဒါတွေမကဘူးလောကမှာကြုံတွေ့ရတဲ့အန္တရာယ်မျိုးစုံကဟောဒီပရိတရားတော်ကိုရွတ်ဖတ်တရေစေပြီးထိုပရိတရားတော်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်အန္တရာယ်ခင်းရှင်းနိုင်တယ်တဲ့အဲ့ဒါကြောင့်မို့လို့ယုံယုံကြည်ကြည်နဲ့ဒီပရိတရားတော်လာကျင့်စဉ်များကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့်အစိတ်တောက်ရှိတဲ့တ attva တွေရဲ့အန္တရာယ်ဟာကာကွယ်ပြီးသားဖြစ်လို့အန္တရာယ်ကင်းပြီးတော့မိမိတို့လုပ်ငန်းကြိုင်တာတွေဖြောင်းဖြောင်းဖြူဖြူဒီလိုဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဒီသုတ်တံမှာခန္ဓာသုံးလို့ပရိကြီး17တုတ်မှာပါရှိတော်လဲအင်္ဂုတ္တရနိကေမှာတော့အဟိရာဇကုလတုတ်လို့ခေါ်တယ်အဟိရာဇကုလဆိုတာအဟိဆိုတာမွေရာဇကုလဆိုတာမင်းမျိုးမွေမင်းမျိုးနဲ့ပတ်သက်တဲ့တုတ်လို့ဒီလိုအဟိရာဇကုလတုတ်လို့ဒီလိုဟောတယ်950ဇတ်ထဲမှာဒီတုတ်တံကိုခန္ဓာဇတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်ကျင့်စဉ်ကတော့တူတူပါပဲမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကအစိတ်တောက်ရှိတဲ့မွေတွေကြိုက်လို့ရှိရင်သို့မဟုတ်မွေတွေအကြိုက်မခံရအောင်မွေကြိုက်တော်လည်းပဲအစိတ်မတက်ရလေအောင်ဟောဒီခန္ဓာတုတ်ကိုရွတ်ဖတ်တရေစေခြင်းလိုက်နာကျင့်သုံးခြင်းဖြင့်မွေအန္တရာယ်တွေကာကွယ်နိုင်တယ်အခြားအန္တရာယ်တွေကိုလည်းကာကွယ်နိုင်တယ်အလွန်စွမ်းထက်တယ်လို့မြတ်စွာဘုရားကဒီလိုဟောထားတာရှိတယ်ဒါကြောင့်မလို့ဒီသုံးနဲ့ပတ်သက်ပြီးတော့အလုံးသိကြတဲ့အတိုင်းသဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တံကထံဝိယယန္နာသေတိဝိတံဂောရံသေတင်စာပိပရိတယံအတိဝိသဆိုတာအစိတ်တက်တာအလွန်ကိုမြန်လို့သူကအာတိဝိသအာတိဆိုတဲ့အဓိပ္ပာယ်ကအာတုဆိုတဲ့စကားလုံးကလာ
အာတုဆိုတာလင်းလင်းမြန်မြန်တက်လာတတ်တဲ့ဝိတအစိတ်တဲ့မွေများလူကိုကပ်လိုက်ပြီဆိုလို့ရှိရင်လူတွေရဲ့သွေးကြောတွေရောက်ပြီးတော့အစိတ်တက်တာအလွန်မြန်တယ်အဲ့ဒီမွေဆိုးတွေကြတယ်အဲ့ဒီအစိတ်လင်းမြန်တဲ့မွေတွေကိုအာတိဝိတလို့ခေါ်တယ်နောက်အဓိပ္ပာယ်တနည်းကအာတိဆိုတာမွေဆွဲကိုပြောတာအဲ့ဒီမွေဆွဲထဲမှာအစိတ်တွေရှိတယ်မွေဆွဲကအဆွဲမှာအခေါင်းကလေးတွေပါတယ်အဲ့ဒီအခေါင်းလေးထဲမှာအစိတ်တွေပါမွေရကိုက်လိုက်ပြီဆိုလို့ရှိရင်လူရဲ့သွေးတဲ့အဲ့ဒီအစိတ်တွေကြံရစ်တယ်အဲ့ဒီအစိတ်ဟာလွန်လင်းမြန်မြန်နဲ့အထက်ကိုတက်လာတတ်လို့အာတိဝိတလင်သောအစိတ်ရှိတယ်အစိတ်တက်လာပြီဆိုလို့ရှိရင်လူတွေဟာအသက်ရှင်ဖို့ခက်ခဲပြီးတော့သွားတာပေါ့ဒါဖြင့်အဲ့ဒီမွေတွေအကြိုက်မခံရအောင်ဘာလုပ်ရမလဲဒီသုတ်တံမှာကျင့်စဉ်တစ်ခုကိုပေးထားဒီသုတ်တံကိုရွတ်ဖတ်တရေဆယ်ပြီးတော့လိုက်နာကျင့်သုံးမယ်ဆိုရင်တဲ့သဗ္ဗတိဝိတ္တဇာတိနံစိတ်ပြင်းထန်တဲ့မွေတွေအားလုံးရဲ့ပြင်းထန်တဲ့အစိတ်တွေကိုဒိဗ္ဗမန္တံကရံဝိယနတ်တွေအသုံးပြုတဲ့နတ်မန္တံလိုပဲအလွန်စွန့်ထက်တဲ့ဒီတော့ဟာအကရဆိုတာဆေးနတ်ဆေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်လည်းအစိတ်တွေကချက်ချင်းပြေပြောက်သွားတယ်မန္တန်ရွတ်ဖတ်လိုက်လို့ရှိရင်လည်းအစိတ်တွေကကျသွားတယ်ဒါကြောင့်မို့လို့နတ်မန္တန်နတ်ဆေးဝါးနဲ့အလားတန်တူတယ်လို့ဒီလိုပြောတယ်အဲ့ဒါလို့နတ်မန္တန်နတ်ဆေးဝါးတွေနဲ့အလားတန်တူတယ်ပြင်းထန်တဲ့အစိတ်ကိုချက်ချင်းဖယ်ရှားပြစ်နိုင်တယ်အဲ့ဒါလို့ဖယ်ရှားပြစ်နိုင်တာဟာဘယ်နေရာမှာဖယ်ရှားပြစ်နိုင်တာလဲဆိုတော့ဒီသုတ်တံမှာအာနာခိတ္တမိတပ္ပထတပ္ပထာတပ္ပပါဏိနံအာနာခိတ္ဆိုတာမြတ်စွာဘုရားရဲ့ပရိတကူတော်တွေရဲ့လွှမ်းမိုးတည်တံ့ရာအစွမ်းတကူပြန့်နှံ့ရာနယ်ဟာဘလောက်ကျယ်လဲဆိုရင်စัจ java လာဂရေတသိန်းကျယ်အဲ့ဒီစัจ java လာဂရေတသိန်းဟာဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်မြို့မှာပဲဖြစ်ဖြစ်ဘယ်ရွာမှာပဲဖြစ်ဖြစ်ဘယ်ဒေသမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဟောဒီပရိတရားတွေရဲ့အစွမ်းတကူဟာရှိတယ်လို့ဒီလိုပြောတာအာနာခေအတွင်းမှာစัจ java လာဂရေတသိန်းမှာရှိတဲ့တိုင်းပြည်တွေမြို့ရွာတွေဒေသတွေမြည်သည့်နေရာမှာပဲဖြစ်ဖြစ်မြည်သည့်အခါမှာပဲဖြစ်ဖြစ်ဟောဒီပရိတရားရဲ့အစွမ်းတကူကြောင့်တဲ့မွေဆိုးတွေဟာမကိုက်နိုင်ဘူးမတော်တဆကိုက်မိသွားလို့ရှိရင်လည်းပဲငွေစိတ်မတက်ဘူးလို့ဟောတယ်လို့မြတ်စွာဘုရားကဒီသုတ်တံမှာဟောထားတာနော်ဒီသုတ်တံစကားကိုရွတ်ဖတ်ချင်အောင်လို့ရှေ့ပိုင်းကအကျိုးကျေးဇူးကိုပြထားတယ်တဗ္ဗတိဝိတ္တဇာတိနံဒိဗ္ဗမန္တံကဒံဝိယယန္နာသေတိဝိတံဂောရံသေသင်္စာပိပရိတယံအာနာခိတံမိတဗ္ဗထသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝရေတိဒါဒီပရိတရားရဲ့အကျိုးတရားတွေကိုပြောထားတာနော်မွေဆိုးရဲ့အန္တရာယ်မွေအစိတ်ကိုသာပယ်နိုင်တာလားလို့ဆိုမဟုတ်ဘူးတဲ့သေသင်္စာပိပရိတယံအခြားသောဘေးရန်တွေကိုလည်းပဲအကာအကွယ်ပေးတယ်ဆိုတော့ဒီပရိဟာပရိတရားတော်တွေထဲမှာအစွမ်းအထက်ဆုံးလို့တောင်ဆိုရအဲ့တော့တာမန်အနေနဲ့မထားပဲနဲ့ဟောဒီခန္ဓာတုတ်ဆိုတဲ့ပရိတရားလူတိုင်းကြက်မှတ်ပြီးတော့လိုက်နာကျင့်သုံးတဲ့နဲ့မေတ္တာပွားတဲ့နဲ့ပရိတရားတော်ညွှန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်ရမှာဖြစ်တယ်
Tava Tobi Niwaredi Vesonga Nevi Anierigo Akagwe Pirelu Sura Era Jamolo Tipridiaye the Gogo Yubiro Poiro de Aniye Kingwe Mugu Kagwe Pujaya Mapsede Mimiro Nisen Boam Aniye Kishin Yene Aniye Katin Be and Katin Kinyin Dariga Sudan Leo Net Mayabu Los on Yame Kisa de Ku, Los on Mulu Ade Raja would debrate the Yago Hora, yes of Ya. Get a bit Aniye Kemu Paloa Malay Suro Lulogama Sinsin Libeli Go Aniye Bide Sure Yari had Go them Matevu Yanu Chini Go Aniye Bide Tadabawa Ero Aniye Bime Bugu Websi Go them Misu Chitalusin Go to Aniye Mishu Bob Rajamolo Sapient and Tatuari Middan now Joe Pueblo Misu Pueblo Luade and Namadiga Misu Fayam Logama a sapient and Muimu Nagamu Limu Chide, so we got Yasavia Tamasa Bido Hall. We Rubeke me middan era bate me Savia Bode me middan Kana Goramage he sad. See, we Rubeka Namade Muimyo Nagamyo, we Rubeka. Now, Dudia Amusaga. Irapata Muimyo Tadiya Amusaga Sabya Bota Sure Mu Sdota Amusaga Kana Gorama Erilu Mui Limu Shili Wirubeka Sure Muimyo Irapata Sure Muimyo Sabya Bota Sure Muimyo Kana Gorama Sure Muimyo Di Muimuri along a safe pintan at Muimuri. Pamabima solution, Mabuidu, Muihauto. Along safe pin at Muiri. Do they got Mabuiso in Mabuido on Macoya, both heated to Georgia, no? Muidu, Muihauto, so that. Along safe pin at Logama Muirigale Musa and Madama Yade. The Chumuiga Amyasugaro Tata Wida Kaila de Kama sated them we at the Mu Data Wida Mianlaitane sated them with you Makaya Mianlaita never sated. Eri Muyaro along Joseph account. Eri Muigu Tochi Laitane Luma said that. Now the Gua Pota Wida, Muya Kaita Mobu, Muigo net Tilaitane said that. Eri Muya along Joseph account. Eri Muiri them, Tata Wida Sore Muyaro Yamabima Majakana Twitcho Nejara, Muikaide Sura. Data with them with Surado, Madricho Bujabu. Pota with them with Suraleve, Madricho Bujabu. Todo Balisa Bema, Matanda Kushi. Shentari Bodara, Matimia, Ni, Shin Uba de Nasurashi. Shin Uba de Naga. Down Gong Langu the Kurema. Time beat up. Then I choke later. Erilu Choni de Chema Kunayan Yenachega
မွေကလေးနှစ်ကောင်ကတစ်ကောင်ဆော့ကစားနေရကနေပြီးမွေလေးတစ်ကောင်ကရှင်ဥပဒေနာရဲ့ပခုံးပေါ်ဖတ်ခနဲ့ကြာဖတ်ခနဲ့ကြာလိုက်တာနဲ့တပြိုင်နက်တစ်ခုလုံးအစိတ်တက်သွားအဲ့ဒါနဲ့ရှင်ဥပဒေနာရှင်သာရိပုတ္တရာရဲ့ညီအရင်ပေါ့ယဟန္တာကြီးပဲမွေလေးကကြိုက်တာမဟုတ်ဘူးပခုံးပေါ်ဖတ်ခနဲ့ကြာလိုက်တာနဲ့အသားနဲ့မွေရဲ့ခန္ဓာကိုယ်နဲ့ထိလိုက်တာနဲ့အစိတ်တွေတက်ပြီးတော့ပြိဋိနိဗ္ဗာန်ဆံသွားရတယ်ဆိုရယ်မှတ်တမ်းရှိအဲ့တော့ဒီမွေမျိုးကတော့မြန်မာပြည်မှာတော့မကြားဘူးပေါ့တစ်ချိန်တုန်းကအိန္ဒိယနိုင်ငံမှာရှိခဲ့တယ်လို့ဒီလိုပြောတယ်တော့အဲ့ဒီမွေတွေကလည်းပဲအလွန်ကြောက်စရာကောင်းတဲ့မွေတွေပေါ့အဲ့ဒီမွေတွေအမျိုးအစားရှိတဲ့ထဲကနေပြီးတော့ဘယ်မွေမျိုးပဲဖြစ်ဖြစ်အဓိကမွေမျိုးကြီး၄မျိုးတည်းကမွေတွေကိုအာယုံပြုပြီးတော့မေတ္တာပွားဖို့လိုတယ်တဲ့မေတ္တာပွားတယ်ဆိုတာမိတ်ဖွဲ့တာပဲဒါကြောင့်မို့ဝိရုပက္ခေဟိမေမေတ္တံဆိုတာဝိရုပက္ခမွေတွေနဲ့လည်းပဲမိတ်ဆွေဖွဲ့ပါတယ်မေတ္တာသက်ဝင်ပြီးတော့ကျွန်တော်နဲ့အပြန်အလှန်မေတ္တာထားပြီးတော့မိတ်ဆွေဖွဲ့ပါတယ်လို့ဒီလိုမေတ္တာပို့ဖို့လိုအပ်တယ်ထို့တူပဲဧရာပထဆိုတဲ့မွေမျိုးတွေသဗ္ဗဗုဒ္ဓဆိုတဲ့မွေမျိုးတွေကန္နဂေါရမဆိုတဲ့မွေမျိုးတွေနဲ့လည်းမေတ္တာသက်ဝင်ချစ်ခင်ခြင်းဖြင့်မိတ်ဆွေဖွဲ့ပါတယ်လို့မေတ္တာပို့ဖို့မိတ်ဆွေဖွဲ့ဖို့လိုအပ်တယ်မေတ္တာရဲ့အစွမ်းတကူဟာအလွန်မှထက်တယ်ပေါ့ထိုးမွေတွေမိမိမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေလောကမှာရှိကြတဲ့အစိတ်ပြင်းထန်တဲ့မွေတွေနဲ့ကျွန်ုပ်ရဲ့မေတ္တာဟာထိုးမွေတွေနဲ့မေတ္တာသက်ဝင်ချစ်ခင်ခြင်းဖြင့်ထိုးမွေတွေနဲ့မိတ်ဆွေဖြစ်ပါရစေမိတ်ဆွေဖြစ်ပါတယ်မွေတွေပေါ်မှာမေတ္တာထားပါတယ်လို့ဆိုတာစိတ်ထဲကလည်းမေတ္တာအာယုံပြုပြီးတော့မေတ္တာပို့တယ်နှုတ်ကလည်းပဲရွတ်ဆိုတယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာနှုတ်ကလည်းရွတ်ဆိုမယ်စိတ်ကလည်းတကယ်မေတ္တာပို့နေမယ်ဆိုလို့ရှိရင်အဲ့ဒီမွေတွေဟာမိမိကိုအန္တရာယ်မပေးတော့ဘူးတဲ့ဘယ်တတ္တဝါပဲဖြစ်ဖြစ်ကိုယ့်ကိုအန္တရာယ်ပေးတဲ့ပုဂ္ဂိုလ်မှအန္တရာယ်ပေးတတ်တယ်ကိုကသူတို့အပေါ်မှာမေတ္တာထားလို့ရှိရင်တတ္တဝါတွေကလည်းကိုယ့်အပေါ်မှာပြန်ပြီးတော့မေတ္တာထားလို့ရှိတာဒါသဘာဝပဲပေါ့တခါတော့ကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသတင်းစာထဲမှာဖတ်လိုက်ရတဲ့အကြောင်းအရာလေးတစ်ခုရှိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာပေါ့အိမ်တဲ့အိမ်ပေါ်မှာမွေဟောက်တစ်ကောင်တွေ့မွေဟောက်ကိုသူတို့နိုင်ငံကဘာသာစကားနဲ့ဆိုရင်နာဂလို့ပဲခေါ်တယ်နဂါပေါ့မွေဟောက်တစ်ကောင်တွေ့တော့အိမ်ရှင်လုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီမွေဟောက်ကို6တဲ့အနေနဲ့ထုံးနဲ့ရိုက်လိုက်တယ်ပေါ့ရိုက်ပြီးတော့မွေကိုကြောက်အားလာအားနဲ့ရိုက်လိုက်တော့အဲ့ဒီမွေဟာသူ့မျက်စိအောက်ကနေပျောက်ပြီးတော့သွားတယ်မွေလေးကဒဏ်ရာရသွားတယ်ပေါ့ဒဏ်ရာရပြီးတော့လွတ်သွားအဲ့ဒီလိုဒဏ်ရာရသွားတဲ့မွေကဘယ်ရောက်သွားမှမသိဘူးနောက်တည့်ရက်ကျတော့မွေဟောက်တွေ50ကောင်တန်းစီပြီးတော့သူ့အိမ်ပေါ်တက်လာကြတဲ့အဲ့ဒါနဲ့အိမ်ကလူတွေအကုန်ထွက်ပြေးကြမနေရဲကြတော့မွေတွေတက်လာကြအဲ့ဒါသဘောကတော့မွေတစ်ကောင်ကိုသူတို့ရိုက်လိုက်တဲ့အကြောင်းမို့လို့ဒီရဲ့မွေရဲ့ဆွေမျိုးသားချင်းတွေကလာပြီးတော့ဒီပုဂ္ဂိုလ်ကိုအန္တရာယ်ပြုဖို့ရောက်လာကြတဲ့သဘောပဲ
အဲ့ဒါနဲ့ထွက်ပြေးကြရတယ်ဒီလိုသတင်းစာတွေပါခဲ့ဘူးတယ်အဲ့ဒီနိုင်ငံတွေမှာမွေဟောက်ကိုနာဂလို့ခေါ်တယ်အိန္ဒိယနိုင်ငံမှာလည်းပဲမွေဟောက်ကိုနာဂလို့ပဲခေါ်တယ်ဗမာပြည်ကတော့နဂါဆိုလို့ရှိရင်ပကြီးဆရာတွေရေးချယ်ထားလို့အပေါ်ကအမောက်ပါမှနဂါလို့ထင်တယ်မွေတွေဟာနဂါပဲအမှန်ကားအဲ့ဒီမွေမျိုးတွေဟာမိမိကိုအန္တရာယ်ပြုပြီဆိုလို့ရှိရင်လူကိုပြန်ပြီးတော့အန္တရာယ်ပြုတတ်တယ်ဒါကြောင့်မို့လို့မြန်မာပြည်မှာလည်းအတွေ့အကြုံရှိကြတယ်မွေဥတွေပါလေများယူလာမေးလို့ရှိရင်အနံ့ခံပြီးတော့မွေတွေကလိုက်လာတတ်တယ်ယဟန်တော်တွေကိုမြတ်စွာဘုရားကဝိနည်းသိက္ခာပုဒ်မှာပြညတ်ထားတာရှိတယ်မွေသားမစားရဘူးလို့ဘာဖြစ်လို့မွေသားမစားရသလဲလို့ဆိုရင်မွေသားစားထားတဲ့ပုဂ္ဂိုလ်ရဲ့အနံ့ကဒီအနံ့ကိုမွေတွေကသိတယ်သိတဲ့အခါကျတော့အဲ့ဒီယဟန်ကိုအန္တရာယ်ပြုတတ်တယ်တဲ့မွေသားစားထားတဲ့ပုဂ္ဂိုလ်ဆိုရင်မွေကအနံ့ရသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုအန္တရာယ်ပြုတယ်ဒါကြောင့်မို့လို့ယဟန်တွေမွေသားမစားရဘူးလို့မြတ်စွာဘုရားပြညတ်ထားတာရှိတယ်မြည်သည့်တတ္တဝါပဲဖြစ်ဖြစ်သူတို့ရဲ့အန္တရာယ်ပြုတဲ့ပုဂ္ဂိုလ်ဆိုရင်သူတို့ရန်သူလို့သတ်မှတ်ပြီးတော့ဒုက္ခပေးတတ်တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကမိမိကိုယ်တိုင်မေတ္တာထားကြဖို့မွေတွေတွေ့ရင်မတတ်ဘဲနဲ့မေတ္တာထားဖို့အဲ့ဒါလို့မေတ္တာထားခြင်းဖြင့်မွေတွေရဲ့မေတ္တာကိုလည်းပဲမိမိတို့ကပြန်ရရှိမှဖြစ်တယ်လို့ဒီလိုဟောတာဝိရုပက္ခေဟိမေမေတ္တံဒါပထမမေတ္တာပွားရအောင်ဝိရုပက္ခဆိုတဲ့မွေမျိုးတွေနဲ့ကျွန်ုပ်ရဲ့မေတ္တာဟာဖြစ်ပါစေကျွန်ုပ်ရဲ့မေတ္တာဟာဝိရုပက္ခမွေမျိုးတွေထံရောက်ရှိပါစေလို့မေတ္တာပို့တာထို့တူပဲမေတ္တံဧရာပထေဟိမေဧရာပထမွေမျိုးတွေနဲ့လည်းပဲကျွန်ုပ်မေတ္တာဖွဲ့ပါတယ်ကျွန်ုပ်မေတ္တာဧရာပထမွေမျိုးတွေထံလည်းရောက်ရှိပါစေသဗ္ဗဗုဒ္ဓေဟိမေမေတ္တံသဗ္ဗဗုဒ္ဓမွေမျိုးတွေနဲ့လည်းကျွန်ုပ်ရဲ့မေတ္တာနှောင်ကြိုးဖွဲ့ပါတယ်ကျွန်ုပ်မေတ္တာသဗ္ဗဗုဒ္ဓမွေမျိုးတွေထံရောက်ပါစေမေတ္တံကန္နာဂေါရမကေဟိသကန္နာဂေါရမကမွေမျိုးတွေနဲ့လည်းကျွန်ုပ်မေတ္တာဖွဲ့ပါတယ်မိတ်ဆွေဖွဲ့ပါတယ်ကျွန်ုပ်မေတ္တာတက်ရောက်ပါစေလို့ဒီလိုမေတ္တာပွားပါတဲ့အဲ့ဒီလိုမေတ္တာပွားခြင်းဖြင့်မွေတွေရဲ့အန္တရာယ်ဟာကာကွယ်ပြီးသားဖြစ်ပါတယ်နေ့စဉ်နဲ့အမျှဒီပါဠိလေးကိုရွတ်ဖတ်ခြင်းဒီအတိုင်းစိတ်ကနေအာယုံစိုက်ပြီးတော့မွေမှန်သမျှကိုမေတ္တာပို့ခြင်းဖြင့်မွေဆိုးတွေရဲ့အန္တရာယ်ကကင်းစင်နိုင်တယ်သို့မဟုတ်ရင်နေ့စဉ်နဲ့အမျှမြန်မာနိုင်ငံမှာလေယာလုပ်ငန်းလုပ်ကိုင်နေကြတဲ့ပုဂ္ဂိုလ်တွေမွေဆိုးအန္တရာယ်နဲ့အသက်ဆုံးရှုံးကြရတာအများကြီးပဲဒါကြောင့်မို့အကာအကွယ်တစ်ခုဆိုတာလူတိုင်းမှာရှိတဲ့နဲ့ပေါ့ဒါမွေတွေကိုအဓိကထားပြီးတော့ဟောတာနောက်တစ်ခုကလောကမှာမြည်သည့်တ attva ပဲဖြစ်ဖြစ်မိမိနဲ့မေတ္တာတက်ဝင်ချစ်ခင်နေဖို့လိုအပ်တယ်မေတ္တာခန်းချောက်သွားပြီဆိုရင်တူတူအန္တရာယ်ပြုနိုင်တယ်ပေါ့အန္တရာယ်ပြုတာနဲ့တပြိုင်တည်းအန္တရာယ်မကင်းဘူးဆိုတာဖြစ်လာနိုင်တယ်ဒါကြောင့်မို့လို့တ attva အမျိုးအစားလိုက်မေတ္တာပွားဖို့ကိုမြတ်စွာဘုရားကဆက်ပြီးတော့ဟောတာရှိတယ်နော်အပါဒကေဟိမေမေတ္တံခြေမရှိတဲ့တ attva ခြေတော့မပါတဲ့တ attva ဆိုတာမွေကိုပဲပြောတာပဲခြေတော့မပါတဲ့တ attva တွေမှန်သမျှတခြားတ attva တွေလည်းတူတူပေါ့ရင်နဲ့တွားသွားတဲ့တ attva တွေခြေတော့မပါဘူးခရုတို့ပัจจิတို့လည်းခြေတော့မပါဘူးပေါ့နော်အဲ့ဒီလိုခြေတော့မပါတဲ့တ attva တွေလည်းကျွန်တော်ရဲ့မေတ္တာဟာ
အတူတကွာရှိပါစေသူတို့ပေါ်မှာလည်းမေတ္တာထားရမယ်မေတ္တံဒိပါဒကေဟိမေခြေထောက်နဲ့တတ္တဝါကိုခွဲလိုက်တာခြေထောက်နှစ်ချောင်းရှိတဲ့တတ္တဝါတွေနဲ့လည်းပဲမေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေလူတွေဟာခြေနှစ်ချောင်းရှိတာပေါ့အဲ့တော့ခြေနှစ်ချောင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲမေတ္တာပို့ပါတဲ့နောက်တစ်ခုကစတုပ္ပရိဟိမေမေတ္တံမေတ္တံဘဟုပ္ပရိဟိမေအခြေလေးချောင်းရှိတဲ့တတ္တဝါတွေနဲ့လည်းမေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေကျွဲတို့နွားတို့ခွေးတို့အခြေလေးချောင်းရှိတဲ့တတ္တဝါတွေအခြေနှစ်ချောင်းရှိတာတွေဆိုတာကြက်တို့လူတို့ခြေထောက်နှစ်ချောင်းရှိတဲ့တတ္တဝါတွေငှက်တွေတို့ခြေနှစ်ချောင်းရှိတာတွေအခြေလေးချောင်းရှိတာကျွဲနွားခွေးတိရစ္ဆာန်ဒါမျိုးတွေအခြေလေးချောင်းရှိတယ်သူတို့ပေါ်လည်းပဲမေတ္တာဘာဝနာထားပါတဲ့မေတ္တာပွားပေးပါနောက်တစ်ခုကမေတ္တံဘဟုပ္ပတိဟိမေခြေတွေများစွာရှိတဲ့တတ္တဝါတွေနဲ့လည်းပဲမေတ္တာသက်ဝင်ချစ်ခင်ပါစေလို့အခြေအများကြီးရှိတဲ့တတ္တဝါဆိုတာလေးချောင်းနဲ့ပူတာကိုအများလို့သတ်မှတ်ရတယ်ဒါကြောင့်ဘဒုံကောင်တွေတို့ဘာတို့ကြတော့အခြေလေးချောင်းနဲ့ပူတယ်ပေါ့အခြေ6ချောင်းရှိတာခြေနေမှာခြေတော့ဘယ်နှချောင်းရှိခြေနေကလည်းခြေတော့4ချောင်းရှိတာပဲเนาะအဲ့တော့အခြေ4ချောင်းရှိတဲ့တတ္တဝါအခြေ2ချောင်းရှိတဲ့တတ္တဝါအခြေများစွာခြေတော့များစွာရှိတဲ့တတ္တဝါကင်းခြေများတို့ဆိုလို့ရှိရင်ခြေတော့တွေများစွာရှိတယ်အဲ့ဒီလိုတတ္တဝါတွေကိုခွဲလိုက်တဲ့အခါမှာခြေတော့မပါတဲ့တတ္တဝါခြေတော့2ချောင်းပါတဲ့တတ္တဝါခြေတော့4ချောင်းပါတဲ့တတ္တဝါခြေတော့များစွာပါတဲ့တတ္တဝါလို့ဒီလိုခွဲတယ်အဲ့တော့ဗမာစကားပုံထဲမှာငေါင်းခြေတော့တစ်ချောင်းမစားကောင်းဆိုတော့ခြေတော့တစ်ချောင်းနဲ့ငေါင်းဆိုတဲ့တတ္တဝါရှိတယ်လို့သာပြောတာဒီသုတ်တန်ရဆိုလို့ရှိရင်ခြေတော့တစ်ချောင်းရှိသောတတ္တဝါလို့မရှိသည့်အတွက်ကြောင့်ခြေတော့တစ်ချောင်းနဲ့တတ္တဝါတော့ရှိဖို့မရဘူးပေါ့ခြေတော့3ချောင်းနဲ့တတ္တဝါလည်းရှိဖို့မရဘူးအဲ့တော့ရှိနိုင်တာကခြေတော့မရှိတဲ့တတ္တဝါရဲ့ခြေတော့2ချောင်းရှိတဲ့တတ္တဝါရဲ့ခြေတော့4ချောင်းရှိတဲ့တတ္တဝါရဲ့ခြေတော့များစွာရှိတဲ့တတ္တဝါရဲ့လို့အဲ့ဒီတတ္တဝါတွေနဲ့မေတ္တာသက်ဝင်ချစ်ခင်မှုရှိပါစေလို့မေတ္တာဘာဝနာပွားဖို့မြတ်စွာဘုရားကဒီပရိတရားတော်မှာဟောတာအဲ့ဒီလိုမေတ္တာပွားပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်အန္တရာယ်ဟာကာကွယ်ပြီးသားဖြစ်သွားတယ်အဲ့ဒီလိုမေတ္တာပို့ပြီးတဲ့နောက်မှာကိုယ့်ရဲ့ဆန္ဒဖော်ထုတ်ပြီးတော့ပြတယ်ကိုယ့်ရဲ့ဆန္ဒကိုဖော်ထုတ်ပြီးပြတယ်မာမံအပ္ပါဒကောဟိန္တိခြေတော့မရှိတဲ့တတ္တဝါကလည်းငါ့ကိုမညှင်းဆဲပါနဲ့ကိုယ်ကလည်းသူ့ကိုမညှင်းဆဲဘူးလေကိုယ်ကသူ့ကိုမညှင်းဆဲသည့်အတွက်ကြောင့်သူကလည်းကိုယ့်ကိုမညှင်းဆဲပါနဲ့လို့ဆိုတာပြောဆိုလို့ရတယ်ပေါ့ကိုကညှင်းဆဲနေမှတော့ဒီလိုပြောလို့မရဘူးဒါကြောင့်မို့ဒါမေတ္တာပို့တဲ့သဘောတစ်ခုပဲမာမံအပ္ပါဒကောဟိန္တိမာမံဟိန္တိဒိပါဒကောခြေတော်2ချောင်းရှိတဲ့တတ္တဝါကလည်းကျွန်ုပ်ကိုမညှင်းဆဲပါစေနဲ့မာမံစတုဝရောဟိန္တိခြေ4ချောင်းရှိတဲ့တတ္တဝါကလည်းကျွန်ုပ်ကိုမညှင်းဆဲပါစေမာမံဟိန္တိဘဟုပရောခြေတော်တွေများစွာရှိတဲ့တတ္တဝါကလည်းကျွန်ုပ်ကိုမညှင်းဆဲပါစေနဲ့လို့တတ္တဝါတွေကိုအာယုံပြုပြီးတော့မေတ္တာဘာဝနာပွားပုံကိုဒီခန္ဓာတုံမှာမြတ်စွာဘုရားဟောတာအဲ့ဒါကြောင့်မို့လို့ယုံယုံကြည်ကြည်နဲ့အခုလိုအာယုံစိုက်ပြီးတော့မေတ္တာပွားမယ်ဒီပရိတရားတော်ကိုရွတ်ဖတ်တရေဆယ်ပြီးတော့မေတ္တာပါပွားမယ်ဆိုလို့ရှိရင်မွေဆိုးရဲ့အန္တရာယ်ဟာကင်းသွားမှသိကြတယ်ပေါ့
မြန်မာနိုင်ငံမှာတချို့ငွေစိတ်ချတဲ့ဆရာတွေဟာဟောဒီခန္ဓာတုပ်ကိုရွတ်ဖတ်ပြီးတော့ငွေစိတ်ကိုချပြီးတော့ကုသပေးနေတဲ့ဆရာတွေရှိတယ်အဲ့တော့ကိုယ်တိုင်ကနေ့စဉ်နဲ့မပြတ်ပါဠိကိုမှန်မှန်ကန်ကန်သင်ကြားပြီးတော့အ내ဒိဗ္ဗေသိပြီးရွတ်ဆိုပွားများအားထုတ်မယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်လည်းပဲအန္တရာယ်ကင်းမှာပဲအန္တရာယ်ကျုံလာတဲ့ပုဂ္ဂိုလ်ကိုလည်းပဲငွေစိတ်တက်ဖို့ငွေထိလို့အန္တရာယ်ကျုံလာတဲ့ပုဂ္ဂိုလ်မျိုးကိုလည်းပဲအကူအညီပေးနိုင်မှာပဲပေါ့အဲ့တော့ကိုယ်တိုင်လူတိုင်းဟာဟောဒီမေတ္တာဘာဝနာပွားပြီးတော့ဒီပရိတရားတော်ကိုရွတ်ဖတ်တဲ့ဆဲနေမယ်ဆိုရင်အန္တရာယ်တွေကင်းလာကြမှာပေါ့ဒါကြောင့်မို့လို့လေ့ကျင့်အားထုတ်တဲ့အရာတစ်ခုဖြစ်တယ်ဒါတတ္တဝါအလုံးကိုမေတ္တာပို့ဖို့ရသဗ္ဗေတတ္တသဗ္ဗေပါဏာသဗ္ဗေဘူတာသကေဝလာတတ္တဝါမှန်သမျှသဗ္ဗေတတ္တတတ္တဝါမှန်သမျှသဗ္ဗေပါဏာဆိုတာအသက်ရှူတဲ့တတ္တဝါတွေမှန်သမျှသဗ္ဗေဘူတာသကေဝလာကိုထင်ရှားရှိတဲ့တတ္တဝါတွေမှန်သမျှသဗ္ဗေဗတ္တရာနိပတ္တန္တုမေတ္တာပို့ပုံလေးတစ်ခုတတ္တဝါတွေအားလုံးဟာအကောင်းတွေနဲ့ပဲတွေးဆုံကြပါစေလို့ဒီလိုမေတ္တာပို့ပါကောင်းတာတွေကိုသာမြင်တွေးကြပါစေတတ္တဝါမှန်တယ်ပြီကောင်းတာတွေကိုသာမြင်တွေးကြပါစေလို့ဒီလိုမေတ္တာပို့ပါတဲ့နောက်တစ်ခုကမာကင်စိပါပမာဂမဘယ်ပုဂ္ဂိုလ်မှဘယ်တတ္တဝါမှဆင်းရဲဒုက္ခအဆိုးတွေနဲ့မကြုံတွေ့ကြပါစေနဲ့လို့ဒီလိုမေတ္တာပို့ပါတဲ့မေတ္တာပို့ပုံလေးဒီသုတ်တံမှာ2မျိုးဟောတယ်အလုံးကောင်းတာတွေနဲ့သာတွေ့ဆုံကြပါစေမကောင်းတာတွေနဲ့မဆုံစည်းကြပါစေနဲ့လို့အဲ့ဒီလိုမေတ္တာဘာဝနာပွားပါတဲ့မေတ္တာဆိုတာကိုယ်တိုင်ပွားရမယ့်အရာဖြစ်တယ်တချို့ကတပည့်တော်ကိုမေတ္တာပို့ပေးပါဖေဟာလို့ဆိုပြီးတော့သူများမေတ္တာကိုခံယူခြင်းပါတယ်လို့လျှောက်ကြတယ်တကယ်တော့အဲ့ဒါမမှန်ဘူးနော်မေတ္တာဆိုတာကိုယ်တိုင်ပွားရမယ့်ဟာအရာသာဖြစ်တယ်ကိုကသူများမေတ္တာကိုခံယူခြင်းတယ်ဆိုတာဟာကိုယ်တိုင်လောက်ရမှာပြင်းတယ်လို့ဖြစ်နေတယ်ပေါ့မေတ္တာအကျိုး17မျိုးဆိုတာရတာကိုယ်တိုင်မေတ္တာပို့တဲ့ပုဂ္ဂိုလ်မှရတာသူများမေတ္တာခံယုံနဲ့မေတ္တာအကျိုး17မျိုးရမှာမဟုတ်ဘူးဒါကြောင့်မို့မေတ္တာဆိုတာကိုယ်တိုင်ပွားရတာသာဖြစ်တယ်သို့သောတရားဓမ္မတွေကဆရာတော်တွေနဲ့တွေ့တဲ့အခါရှောက်လို့ရှိတယ်တပည့်တော်မေတ္တာပို့ပေးပါအောင်ဖေဟာလို့ရှင်ဘုရားမေတ္တာခံယူပါတယ်လို့အဲ့ဒါကိုယ်တိုင်ပို့ရမှာကိုမေ့လျော့ပြီးတော့ပြောတဲ့စကားမျိုးဖြစ်နေတယ်အဲ့တော့မေတ္တာဆိုတာကိုယ်တိုင်ပွားရမယ်လို့မှတ်ထားပြီးကိုယ်တိုင်ကမေတ္တာပွားဖို့လိုအပ်ပါတယ်ကိုယ်တိုင်မေတ္တာပွားမှအန္တရာယ်ဟာအပြည့်အဝကင်းမှာဖြစ်ပါတယ်ဒီမှာမေတ္တာပွားပုံနေနောက်မေတ္တာပွားပြီးတော့ဘုရားကုံတရားကုံသံဃာကုံကိုအာယုပြုပုံလေးတစ်ခုနောက်ဆက်တွဲကဆက်ဟောထားတာအပမနောဗုဒ္ဓောမြတ်စွာဘုရားဟာတဲ့အတိုင်းအတာကန့်သတ်မရှိအောင်ကြီးမားသောဂုဏ်တော်ကျေးဇူးတော်တွေနဲ့ပြည့်စုံပါလေဘုရားဆိုတာဂုဏ်ကြီးချင်းအပြင်တိုင်းတာကန့်သတ်လို့ရတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးအတိုင်းအတာကင်းမဲ့တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဒါကြောင့်မို့အပမာဏဘုရားဂုဏ်တော်တွေဟာအတိုင်းအဆမရှိအောင်ကြီးကျယ်များများလှတယ်ဘုရားကိုချီးမွမ်းတာဘုရားဂုဏ်တော်ကိုအာရုံပြုတာထို့တူပဲအပမာနောဓမ္မောဓမ္မရဲ့ဂုဏ်တွေဟာလည်းပဲအတိုင်းအတာကန့်သတ်မရှိလောက်အောင်ကြီးကျယ်မြင့်မြတ်လှပါတယ်အပမာနောတန်ခောအရိယတန်ဃာတော်အရှင်မြတ်တို့ရဲ့ဂုဏ်ကျေးဇူးတွေဟာလည်း
အတိုင်းတာကန့်တမရှိအောင်ကြီးမြတ်လှပါပြီလေလို့ဘုရားကုံတရားကုံသံဃာကုံကိုအာရုံပြုတာအဲ့ဒီဘုရားကုံတရားကုံသံဃာကုံအာရုံပြုတာလည်းပဲအန္တရာယ်ကင်းခြင်းရဲ့အကြောင်းတစ်ခုပဲအန္တရာယ်ကင်းစေနိုင်တယ်ပေါ့အေးဘုရားတရားသံဃာယရဏသုံးပါးနဲ့ဉာဏ်တဲ့တတ္တဝါတွေဟာဘလောက်ကွာခြားတယ်ဆိုတာနှိုင်းရှင်ပြီးတော့ပြတယ်ပမာဏဝန္တာနိတရိတပါနိတွားသွားတတ်တဲ့တတ္တဝါတွေဟာအတိုင်းတာကန့်တရှိတဲ့ပုဂ္ဂိုလ်တွေပါတဲ့ဘုရားတရားသံဃာတွေလိုအတိုင်းတာကန့်တမဲ့တာမဟုတ်ဘူးအတိုင်းတာကန့်တတွေရှိကြတယ်ဆိုလိုတာကလူတယောက်ဟာအစင်တန်းမြင့်တယ်အစင်တန်းနှိမ့်တယ်ဆိုတာဘယ်သူကကန့်တနေတာတော့လို့ဆိုတော့သူ့တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေကကန့်တပေးနေတာဥပမာမယ်လောဘကြီးတဲ့ပုဂ္ဂိုလ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်မောဟကြီးတဲ့ပုဂ္ဂိုလ်အဲ့ဒီလောဘဒေါသမောဟကသူ့ရဲ့အဆင့်အတန်းကိုနှိမ့်ချပြီးတော့ကန့်တတ်ပေးတာပဲလောဘဒေါသမောဟမရှိဘူးဆိုလို့ရှိရင်သူ့ရဲ့အဆင့်ဟာမြင့်လာတာဒါကြောင့်မို့လို့တတ္တဝါတွေကြတော့ပမာဏဝန္တာနိတရိတပါနိတတ္တဝါတွေဟာအတိုင်းအတာကန့်တတ်ရှိနေကြတဲ့တတ္တဝါတွေဒါဖြစ်တယ်အဲ့ဒီတတ္တဝါတွေကဘာတွေလဲလို့ဆိုရင်အစိတ်ရှိတဲ့တတ္တဝါတွေကိုထုတ်ပြအဟိတဲ့မွေတဲ့ဝိသိကကင်းမြီခောက်လူတွေနဲ့နီးတဲ့ဟာတွေကိုပြောတတ္တပတိကင်းချေပြန်ဩနနာဘိပင့်ခုပင့်ကူဆိုတဲ့အကောင်တွေကလည်းတခါတည်းရန်သိပ်ပြီးတော့အစိတ်ပြင်းတဲ့ပင့်ကူတွေရှိတယ်တခါတော့ကနိုင်ငံခြားဇာကားတစ်ခုရိုက်ထားတဲ့ထဲမှာပင့်ကူတစ်ကောင်ပါလာတာအဲ့တောတွေကပင့်ကူတစ်ကောင်ပါလာလိုက်တာလိမ်ညာနဲ့ပါလာပြီးတော့မြို့ရောက်တော့ဂိုးတော်တစ်ခုတည်းရောက်အိမ်တအိမ်ရောက်အဲ့ဒီကနေပြီးအဲ့ဒီပင့်ကူကိုက်လိုက်တဲ့လူတွေသေတာနဲတာမဟုတ်အကောင်လည်းရှာမရဘူးပင့်ကူကြောင့်မို့လို့အစိတ်တက်ပြီးတော့သေးသေးသွားတာလူတွေဘာလို့သိမှမသိဘူးတော်နဲ့ရှာလို့မရအဲ့ဒီပင့်ကူကတခါအကောင်တွေပွားလိုက်တာအများကြီးဖြစ်လာအတော့ကိုအန္တရာယ်တွေများလို့နောက်ဆုံးကြတော့အဲ့ဒီကိုယ်တော်တစ်ခုလုံးကိုမီးရှို့ပစ်လိုက်မှဒီပင့်ကူဇာလန်းကရပ်သွားတော့တောထဲကပင့်ကူအနီကြီးတွေကအမတန်မှအစိတ်ပြင်းထန်တယ်ညအခါကျတော့ရောနဲ့လာပြီးတော့လူဘောကနေဖြတ်သွားပြီးကြိုက်သွားလို့ရှင်အဲ့ဒီလူဟာသေတော့တာအဲ့ဒါကြောင့်မို့လို့ပင့်ကူကောင်ဟာအစိတ်ရှိတဲ့တတ္တဝါမို့ဒီထဲမှာမေတ္တာပုတ်ထားနောက်တရဘူတက်တူဆိုတဲ့အကောင်ကလည်းအစိတ်ရှိတဲ့တက်တူမျိုးကိုဆိုလို့မူတိကာကြွက်ကလည်းပဲအစိတ်အလွန်ပြင်းတယ်လို့ပြောတယ်မြန်မာပြည်မှာရှိတဲ့ကြွက်တွေတော့ကြွက်ကြိုက်လို့သေးတယ်ဆိုတော့မကြားဘူးတိရိလင်္ကာနိုင်ငံမှာအစိတ်ရှိတဲ့ကြွက်ရှိတယ်နှုတ်သီးကချွန်ချွန်လေးရဲ့သူကနှုတ်သီးကချွန်ချွန်လေးအဲ့ဒီကြွက်ကြိုက်ထားလို့ရှိရင်3နှစ်လောက်တော့အစိတ်ကမတက်သေးဘူး3နှစ်ကျော်လာလို့ရှိရင်အစိတ်တက်အလွန်ကြောက်စရာကောင်းတဲ့အစိတ်သူကလူတွေကတော့မသိဘူးပေါ့ကြွက်ကကြိုက်တုန်းကလွန်ခဲ့တဲ့3နှစ်လောက်ကကြိုက်ထားတာသေတဲ့အခါကျတော့ကြွက်ကြိုက်ပြီးနောက်3နှစ်လောက်မှသေတာဆိုကြွက်ကြိုက်လို့သေတယ်လို့မထင်ကြအဲ့ဒီလိုအစိတ်ရှိတဲ့ကြွက်မျိုးတွေကလည်းလူလောကမှာရှိတယ်တဲ့ဒါကြောင့်မို့လို့ကြွက်ကလည်းအန္တရာယ်ရှိတာပဲပေါ့ဒါကြောင့်မို့ဒီထဲမှာထည့်ထားတာမုတိကာကတာမေရက်ခာကတာမေပရိဒံကတာမေရက်ခာဆိုတာအဲ့ဒီတိရစ္ဆာန်တွေဝင်ရောက်ပြီးတော့မိမိကိုမနှောက်ယှက်အောင်အကာအကွယ်လှုပ်ထားပါတယ်အဆောင်ရှောက်လှုပ်ထားပါတယ်ကတံမေပရိဒံပဋိကမန္တုဘူတာနိဆိုအန္တရာယ်ပေးမဲ့တတ္တဝါတွေဟာဝေးဝေးရှောင်ပါလို့ဆန္ဒပြုတာ
ကိုယ်အန္တရာယ်ပေးမယ်ဆိုရင်ကိုယ်အနာမရောက်လာပါစေနဲ့ဝေးဝေးရှောင်ကျဉ်နိုင်ကြပါစေလို့ဒီလိုဆန္ဒပြုတာလူရဲ့စိတ်ဆန္ဒကလည်းအလွန်စွမ်းအားရှိတယ်ဒါကြောင့်မို့လို့အဲ့ဒါလိုလဲဆန္ဒပြုရမယ်ပဋိက္ခမန္တုဘူတာနိဆိုပြီးနောက်ဆုံးဏီကုန်းချုပ်တဲ့အခါကျတော့ဘုရားရှိခိုးလေးနဲ့ဏီကုန်းချုပ်တယ်သောဟံနမောဘဂဝတောဘုရားစုစုကိုရှိခိုးပါတယ်ဘုရားကိုရှိခိုးခြင်းနဲ့ဒီသုတ်တံကိုဆုံးသတ်ပြီးတော့နမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာဘုရားခုနှစ်စုတို့အားလည်းပဲရှိခိုးပါတယ်ဘုရားခုနှစ်စုဆိုတာဘယ်ဘုရားတွေကိုပြောတာတော့လို့ဆိုတော့ဝိပတ္တိမြတ်စွာဘုရားရဲ့သိခိမြတ်စွာဘုရားရဲ့ဝိတ္တကူမြတ်စွာဘုရားအဲ့ဒီဘုရားသုံးစုရဲ့ဗဒ္ဒကဘာမှာပွင့်တဲ့ဘုရားက၄စုကကုတန္တမြတ်စွာဘုရားကောဏကမနမြတ်စွာဘုရားကတ္တဝမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားလို့ဒီကဘာမှာပွင့်တာ၄စုရဲ့ဒီအရင်ကပွင့်ခဲ့တဲ့ဘုရား၃စုရဲ့ပေါင်းလိုက်တော့9စုအဲ့ဒီဘုရား9စုကိုရှိခိုးတယ်စာရဲပါရင်အမြဲတမ်းဟောဒီဘုရား9စုပဲရှိခိုးတယ်နှစ်ကျိရှိစုဆိုတာကြတော့ဂေါရမဘုရားဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီဗျာကိရိခံခဲ့တဲ့ဘုရား24စုထဲမှာဂေါရမဘုရားကိုထည့်လိုက်တဲ့အခါ25စုအဲ့ဒီ25စုထဲမှာဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာတဲ့ပွင့်တယ်ဒီပင်ကရာမြတ်စွာဘုရားတဲ့အရင်ပွင့်သွားတဲ့ဘုရားသုံးစုကိုထည့်ပေါင်းလိုက်တယ်ဘုရားသုံးစုကိုထည့်ပေါင်းတော့တရဏင်္ဂရာတို့တဏင်္ဂရာတို့မေထင်္ဂရာဆိုတဲ့ဘုရားသုံးစုကိုထည့်ပေါင်းလိုက်တဲ့အခါကျတော့နှစ်ကျိရှစ်စုဆိုပြီးတော့ဒီကနေ့ခေတ်ကိုးကွယ်မှုကိုပြုနေကြတယ်အဓိကကတော့ဂေါရမမြတ်စွာဘုရားဗျာဒိတ်ခံခဲ့တဲ့ဘုရားတွေကိုနှစ်ကျိ၄စုပေါ့အဲ့ဒီနှစ်ကျိ၄စုထဲမှာဂေါရမဘုရားထဲတော့နှစ်ကျိ၅စုဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာတဲ့ပွင့်တဲ့ဘုရားသုံးစုထပ်ပေါင်းတော့နှစ်ကျိ၈စုအဲ့ဒါကိုကိုယ်ကွယ်မှုပြုသို့တော့ဒီတုတ်တံမှာနှစ်ကျိ၈စုသောဘုရားများကိုရှိခိုးမှုမပြုဘဲနဲ့ဘုရား9စုကိုသာဘာဖြစ်လို့ရှိခိုးသလဲအလုံးသိကြလိမ့်မယ်အတ္တနာရိယပရိတ်ထဲမှာလည်းပဲဒီဘုရား9စုကိုပဲရှိခိုးတာပဲမဟုတ်လားဝိပဿိတသနမတ္ထုစက္ခုမန္တတသိရိမတောဆိုပြီးအဲ့ဒီဟာစပြီးဝိပဿိမြတ်စွာဘုရားသိခိမြတ်စွာဘုရားဝိသဘူမြတ်စွာဘုရားကကုတန္တကောဏကမနကတ္တဗဂေါရမဆိုဒီဘုရား9စုကိုပဲရှိခိုးတာဘာဖြစ်လို့တုံးလို့အကြောင်းရှာလို့ရှိရင်ဒီဘုရား9စုရဲ့သာသနာဟာဟောဒီစัจ java လာကဘာကြီးထဲမှာရှိနေသေးတယ်တဲ့တခြားဘုရားတွေရဲ့သာသနာမရှိတော့ဘူးဘယ်လိုရှိတာတုံးလို့ဆိုလို့ရှိရင်ဝိပဿနာမြတ်စွာဘုရားရဲ့တပည့်ဖြစ်တဲ့ဗြဟ္မာတွေဟာဗြဟ္မပြည်မှာရှိနေသေးတယ်ဗြဟ္မပြည်မှာရှိနေသေးသည့်အတွက်ကြောင့်ဝိပဿနာမြတ်စွာဘုရားရဲ့တပည့်တွေရှိနေသေးသည့်အတွက်ကြောင့်သူ့သာသနာရှိနေသေးတယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့32ပုံထဲမှာဗြဟ္မပြည်မှာထိုဘုရားတွေရဲ့သာသနာရှိနေသေးသည့်အတွက်ကြောင့်ဒီဘုရား9စုကိုပဲရှိခိုးတယ်။ကျန်တဲ့ဘုရားတွေရဲ့တပည့်ပရိသတ်အဆက်ဆိုတာမရှိတော့ဘူးတဲ့။အေးတပည့်အကျွင်းကြံရှိသေးတဲ့ဘုရား9စုကိုသာအာယုပြုပြီးတော့ရှိခိုးတာပါလို့။ဟောဒီခန္ဓာတုတ်ပရိတရားတော်ဟာမွေဆိုးတွေရဲ့အန္တရာယ်မြတာမကအားလုံးကြုံတွေ့နိုင်တဲ့အန္တရာယ်တွေမှန်သမျှအကုန်လုံးပျောက်ကင်းစေနိုင်တယ်။ဒါကြောင့်မို့လို့ဒီပရိတရားတော်မှာလာတဲ့အတိုင်းပရိတရားတော်ကိုရွတ်ဖတ်တရေဆဲခြင်းတို့ရွတ်ဖတ်တရေဆဲတဲ့အခါမှာအတိတ်တွေကိုနားလည်အောင်ရွတ်ဖတ်တရေဆဲပြီးမေတ္တာဘာဝနာကိုကြိုးစားပွားများအားထုတ်မယ်လို့ဆိုလို့ရှိရင်ငွေစိုးအန္တရာယ်သာမကအန္တရာယ်ခတ်သိမ်းကင်းငြိမ်းနိုင်တယ်ဆိုတာယုံကြည်ကြည်နဲ့လုပ်ဖို့အရေးကြီးပါတယ်အဲ့ဒီမှာပြင်ပအန္တရာယ်တွေကာကွယ်တာတဲ့အတွင်းအန္တရာယ်တစ်ခုကိုလည်းပဲ
တတိထားကြရမှာဖြစ်တယ်ပြမအန္တရာယ်ကင်းပြီးတဲ့အခါမှာအတွင်းအန္တရာယ်ဆိုတာဘာလဲလို့ဆိုရင်မိမိတို့တဏ္ဍာမှာဖြစ်တတ်တဲ့လောဘတွေဒေါသတွေမောဟတွေစိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟမာမာနအိဒမစ္စရိယဆိုတဲ့ဒီအကုသိုလ်အန္တရာယ်တွေကလည်းပဲအမတန်မှကြောက်စရာကောင်းတယ်ပြင်ပကလာတဲ့အစိတ်ရှိတဲ့တတ္တဝါကြိုက်လို့သေရရင်တဘဝပဲသေရမယ်အေးလောဘဆိုတဲ့အစိတ်ဒေါသဆိုတဲ့အစိတ်မောဟဆိုတဲ့အစိတ်မာမာနအိဒမစ္စရိယစတဲ့အကုသိုလ်အစိတ်တွေတက်ပြီဆိုလို့ရှိရင်တဘဝတည်းမကဘူးတတန္တရာလုံးဒုက္ခရောက်နိုင်တယ်ဒေါသအစိတ်တက်လို့ဒီဘဝကအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာသွားပြီးတော့ဒုက္ခခံရတယ်လဲဆိုရင်ငရဲမှာသွားပြီးဒုက္ခခံကြရတယ်လောဘအစိတ်မိလို့ဒီဘဝကသေဆုံးသွားတဲ့ပုဂ္ဂိုလ်တွေဟာရေပုံရဘယ်မှာသွားပြီးဒုက္ခခံရတော့ဆိုရင်ပြိတ္တာဘဝမှာသွားပြီးဒုက္ခခံကြရတယ်မောဟအစိတ်တက်ပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေဒီဘဝကနေသေသွားလို့ဘယ်မှာသွားပြီးဒုက္ခခံရလဲဆိုရင်တရိစ္ဆာန်ဘဝရောက်ပြီးဒုက္ခခံကြရတယ်တဲ့ဒါကြောင့်မို့လောဘနဲ့သေရင်ပြိတ္တာဖြစ်တယ်ဒေါသနဲ့သေရင်ငရဲကြတယ်မောဟနဲ့သေရင်တရိစ္ဆာန်ဖြစ်တယ်ဩအဲ့ဒီလောဘဒေါသမောဟဆိုတဲ့အစိတ်ကမှပို့ပြီးတော့ဆိုးရတယ်ကြောက်เสียပိုကောင်းတယ်လို့ဒီလိုနှလုံးသွင်းမှုလိုအပ်တယ်ပေါ့အပြင်းအန္တရာယ်တွေကင်းဖို့ကြတော့မြတ်စွာဘုရားကမေတ္တာဘာဝနာပွားဖို့နိလညွန်ပြတယ်အတွင်းအန္တရာယ်တွေကင်းဖို့အတွက်ကြတော့ဘာလုပ်ရမလဲမိမိတဏ္ဍာရှိတဲ့လောဘတွေကင်းသွားအောင်ဒေါသတွေကင်းသွားအောင်မောဟတွေကင်းသွားအောင်ဘာလုပ်ရမလဲလို့ဆိုရင်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်မိမိတို့တဏ္ဍာမှာရှိတဲ့အတွင်းကအန္တရာယ်တွေကင်းအောင်ဆောင်ရွက်နိုင်ပါတယ်တဲ့ကောင်းပြီအဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကိုဘယ်ပုံပဲနည်းအားထုတ်မလဲလို့ဆိုရင်ကမ္မထံအားထုတ်တော့မယ်ဆိုတဲ့အခါမှာပထမဆုံးဘာလုပ်ဖို့လိုအပ်တယ်လဲလို့ဆိုရင်မဂ္ဂင်၈ပါးထဲမှာပါတဲ့အတိုင်းတော့နေ့စဉ်နဲ့ဘဝမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမှန်တာကိုသာပြောမယ်မှန်တာကိုသာလုပ်မယ်အသက်မွေးမှုမှန်ကန်မှုနဲ့နေ့စဉ်အသက်မွေးဝမ်းကြောင်းပြုမယ်ဒါကိုချင်းသီလပြည့်စုံတယ်လို့ပြောတာမှန်ကန်စွာပြောတယ်ဆိုတာလိမ်မပြောဘူးမှန်တာကိုပဲပြောတယ်သမ္မာဝါစာဆိုတာလိမ်မပြောဘူးမှန်တာကိုပဲပြောတယ်ခုံးမတိုက်ဘူးညီညွတ်အောင်သာလုပ်ပေးတယ်မဆဲဘူးကျင်နာတဲ့စကားကိုသာပြောတယ်ချိုတာတဲ့စကားကိုသာပြောတယ်အကျိုးမဲ့တဲ့စကားကိုမပြောဘူးအကျိုးရှိတဲ့စကားကိုပြောတယ်ဆိုရင်ဟောတာသမ္မာဝါစာဖြစ်တယ်ကိုကျင့်တရားဘက်ကလုံလောက်သမ္မာကမ္မန္တဆိုတာသူများအသက်ကိုမတတ်ဘူးသူများဥစ္စာကိုမခိုးဘူးသူတော်ဘာသားများကိုမစော်ကားဘူးရှောင်ကျင်နေဆိုရင်သမ္မာကမ္မန္တပဲအဲ့ဒီဝစီဒုစရိုက်၄မျိုးကာယဒုစရိုက်၃မျိုးနဲ့အသက်မွေးမှုမပြုဘူးဆိုလို့ရှိရင်သမ္မာအာဇီဝလို့ကိုကျင့်တရားကောင်းအောင်ရှင်းဥစွာကျင့်ကြံကြိုးကိုအားထုတ်အောင်ဒါတွေအရင်ပြည့်စုံပြီဆိုတဲ့အခါကျတော့ဘာလုပ်ရမလဲတရားထုတ်တယ်ဆိုတာတရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းမိမိရဲ့တဏ္ဍာမှာပဲအာယုံစိုက်ဖို့လိုအပ်တယ်လွယ်တာတစ်ခုကိုပြောမယ်ဆိုလို့ရှိရင်လူတွေဟာနေ့စဉ်နဲ့အများ24နာရီအသက်ရှူနေကြအဲ့ဒီအသက်ရှူနေတဲ့နေ့စဉ်နဲ့မြအသက်ရှူသွင်းရှူထုတ်နေကြတဲ့ဒီလေလေးကိုပဲအာယုံစိုက်ပြီးတော့နာသီးပြဝါမှာစိတ်ကလေးကိုထားပြီးတော့ရှူသွင်းလိုက်တဲ့အချိန်မှလည်းပဲထိမှန်းသိရင်သိတယ်ဆိုတာလေးမှတ်ဖို့ရှိုက်ထုတ်လိုက်တဲ့အခါမှာလည်းပဲဒီနာသီးပြမှာလေလေးကထိသွားတယ်ထိသွားတာကိုလည်းထိမှန်းသိဖို့အဲ့ဒီနေရာလေးကိုအာယုံစိုက်ပြီးတော့သိနေအောင်ကြိုးစားတာဒါကမ္မထာအထုတ်တာပဲစိတ်ကလေးကိုတည်ငြိမ်အောင်ပထမကြိုးစားတယ်အဲ့ဒီလိုကြိုးစားခြင်းဖြင့်အဲ့ဒီလိုကြိုးစားနေတဲ့အခါမှာ
ဘာတွေသိလာဘာတွေဖြစ်တုံးလို့ဆိုတော့ထိုထိမှန်းသိအောင်ကြိုးစားနေခြင်းဟာသမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒီထိတဲ့လေလေးကိုစင်ဆက်မပြအာယုံစိုက်ပြီးတော့ထားတာကသမ္မာတတိအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးငြိမ့်နေတာကသမ္မာသမာဓိတဲ့အဲ့ဒီလိုငြိမ့်နေတာကိုစင်ဆက်မပြဖြစ်နေအောင်ဒီအာယုံလေးပေါ်မှာသာတွေးကြံနေတာကသမ္မာသင်္ကပ္ပအာယုံရဲ့သဘာဝလေးကိုအမှန်သိသွားတာကသမ္မာဒိဋ္ဌိလို့ဆိုတော့ဟောဒီမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ခြင်းဖြင့်မိမိတို့တဏ္ဍာမှာဖြစ်တဲ့လောဘကိုလည်းပဲဖယ်ရှားနိုင်တယ်ဒေါသကိုလည်းဖယ်ရှားနိုင်တယ်မောဟကိုဖယ်ရှားနိုင်တယ်စဉ်းစားကြည့်လေအသက်ရှူရှိုက်မှုလေးကိုအာယုံပြုပြီးတော့လေ့ကျင့်နေတဲ့အချိန်လေးမှာပဲကြည့်လောဘဆိုတာလည်းဖြစ်မလာဘူးဒေါသဆိုတာလည်းဖြစ်မလာဘူးအသက်ရှူရှိုက်မှုမှန်မှန်ကန်ကန်သိနေသည့်အတွက်ကြောင့်မောဟဆိုတာလည်းဖြစ်မလာဘူးတဲ့ဟောလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးဆိုလို့ရှိရင်လောဘဒေါသမောဟဆိုတဲ့အတွင်းအန္တရာယ်တွေဟာကင်းသွားတာပေါ့နောက်ဆုံးမှာမိမိရဲ့စွမ်းဆောင်မှုတွေသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီသဘာဝတရားတွေရဲ့စွမ်းဆောင်မှုဟာအလွန်ကြီးမားလာပြီဆိုလို့ရှိရင်ဝိပဿနာဉာဏ်အစဉ်စဉ်တက်လို့နောက်ဆုံးမဲ့စိတ်တွေပေါ်မယ်ခိုးစိတ်တွေပေါ်လာမယ်ဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ထိအောင်ရောက်သွားရင်တဏှာဝဆင်းရဲတဲ့မှာကြုံတွေ့ရမယ့်အန္တရာယ်တွေဟာအလုံးကင်းငြိမ်းသွားနိုင်ပါတယ်တဲ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ပြင်ပကအန္တရာယ်ကင်းဖို့ရာအတွက်မေတ္တာဘာဝနာပွားခြင်းဘုရားကုံတရားကုံတို့ကိုအာရုံပြုခြင်းခန္ဓာတုတ်လာကျင့်စဉ်ကိုကျင့်ခြင်းဖြင့်အန္တရာယ်ကိုကာကွယ်နိုင်တယ်အတွင်းအန္တရာယ်ကင်းဖို့ရာအတွက်ကြတော့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ခြင်းဖြင့်အတွင်းအန္တရာယ်တွေကိုကာကွယ်နိုင်တယ်ဒါကြောင့်အန္တရာယ်ကိုကာကွယ်ခြင်းဆိုတဲ့နေရာမှာအပြင်အန္တရာယ်ကာကွယ်ဖို့နည်းလည်းသိဖို့လိုတယ်အတွင်းအန္တရာယ်ကာကွယ်ဖို့ဆိုတဲ့နည်းကိုလည်းသိဖို့လိုတယ်အဲ့ဒီလိုသိရှိပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းပြင်ပကအန္တရာယ်တွေကင်းအောင်လည်းပဲဆောင်ရွက်ဖို့လိုအပ်တယ်ပြင်ပအန္တရာယ်ကင်းရုံနဲ့မပြီးသေးဘူးအတွင်းမှာရှိတဲ့လောဘဒေါသမောဟဆိုတဲ့အန္တရာယ်တွေလည်းကင်းအောင်တို့တွေကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝနာဝိသာသဗ္ဗေတမုဟတံအာဇရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်းကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောင်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္စဘဲတွင်ရိပ်မတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်း
အာသရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောဒီတိဘောကိလေသာဟုပုခတ်သိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်တို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစစ်စစ်မြင့်တယ်မြင်၍မလင့်မုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း